Vermont Wit ကိုတင်လျှောက်ပြီးသွားပါပြီ။ရင်းကတင့်မိသားစုအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။တို့ဖြစ်ပါကနောက်ဘာဆက်ဖြစ်ပါမလဲ။ Vermont ပြည်နယ်မှဖုန်းသို့မဟုတ်အီးမေးလ်ကိုရရှိပါလိမ့်မည်။တင်နှင့်အနည်းဆုံး Wit ဆေးခန်းတွင်တင်၏သွားရောက်ပြသမှုကိုစီစဉ်ရန်ဖြစ်သည်။ ED ကတင်၏လျှောက်လွှာကိုဖြည့်စွက်ပြီးတင်သည်သတ်မှတ်ချက်ပြည့်မီမှုရှိမရှိတေချာအောင်လုပ်ရန်မေးခွန်းများကိုဖြေဆိုမိနေရာဖြစ်သည်။ဆေးခန်းတစ်ခုစီကအနည်းငယ်ကွဲပြားပါသည်။သို့သောအများစုတွင်တင်လန်းရှာတွေ့အောင်ကူညီပေးရန်ဆိုင်းဘုတ်များရှိပါသည်။အတွင်းဘက်တွင်စောင့်ဆိုင်းရန်နေရာတစ်ခုနှင့်ကူညီရန်အသင့်ဖြစ်နေသောဖော်ရွေသည့်ဝန်ထမ်းများကိုတင်တွေ့ရမည်ဖြစ်သည်။စကားပြန်တဦးလိုအပ်ပါသလား။တင့်ချင်းဆိုမှုအတွက်ဘင်းကိုလည်းကျွန်ုပ်တို့စီစဉ်ပေးနိုင်ပါသည်။အကျိုးခံစားခွင့်များရယူမည့်သူများသည်ဤချင်းဆိုမှုသို့လာရောက်ကြောင်းတေချာအောင်လုပ်ပါ။ချင်းဆိုမှုအတွင်းတင်သည်Wit အာဟာရဗေဒပညာရှင်တဦးနှင့်တွေ့ဆုံပြီးတင်၏ကျန်းမာရေးအစားအစာနှင့်မိသားစုလိုအပ်ချက်များအကြောင်းဆွေးနွေးမည်ဖြစ်သည်။တင့်မိသားစုအောင်မြင်မှုရရှိအောင်ကျွန်ုပ်တို့စီစဉ်သတ်မှတ်ပေးကြောင်းတေချာစေရန်ရိုးရှင်းသောမေးခွန်းအချို့ကိုတင်အားကျွန်ုပ်တို့မေးပါမည်။ကျွန်ုပ်တို့အနေဖြင့်တင်မည်သူမည်ဝါဖြစ်ကြောင်း Vermont တွင်မည်သည့်နေရာတွင်နေထိုင်ကြောင်းနှင့်ငွေမီမျှဝင်ကြောင်းသက်သေပြသည့်စာရွက်များကိုတင့်ထံမှတောင်းခံပါမည်။တင်သည် Medicaid Dr. Dinosaur ကဲ့သို့အစီအစုများတွင်ပါဝင်ပြီးသားဖြစ်ပါကတင်၏အာမခံကတ်သည်ယင်းတို့ကိုကူညီအတည်ပြုပေးနိုင်ပါသည်။အရက်ကို၄ချိန်ကဲ့သို့သောရိုးရှင်းသည့်အတိုင်းအတာအချို့ကိုကျွန်ုပ်တို့ယူမည်ဖြစ်ပြီးတင်၏တန်တက်ပမာဏများကိုအလျင်မြန်စစ်ဆေးကြည့်နိုင်ပါသည်။တင့်ဆရာဝန်ကဂင်းကိုမကြသေးမီကလှုပ်ဆောင်ပြီးသားဖြစ်ပါကကျန်းမာရေးအကဲဖြတ်ဆန်းစစ်ချက်ကိုတင်နှင့်အတူယူလာပေးပါကျွန်ုပ်တို့သည်အဆိုပါအတိုင်းအတာများကိုအသုံးပြုနိုင်ပါသည်။အချို့သောဖောင်ပုံစံများကိုလက်မှတ်ထိုးပေးရန်လည်းတင့်အားတောင်းဆိုမည်ဖြစ်သည်။မိသားစုတိုင်းတွင်မတူညီသည့်လိုအပ်ချက်များရှိသည့်အတွက်အဝိကမိသားစုတိုင်းအတွက်ကွဲပြားပါသည်။တင့်အတွက်အကျိုးရှိမည့်အစားအစာအကျိုးခံစားခွင့်များကိုကျွန်ုပ်တို့စီစဉ်သတ်မှတ်ပြီးရှင်းပြပေးပါမည်။ဟင်းသည်တစ်သီးများနှင့်ဟင်းသီးဟင်းရွက်များဂျုံကျန်းနှင့်ပြုလုပ်သောမှုန့်များနို့နှင့်ဒိန်ခဲများဖြစ်စေသို့မဟုတ်နို့ဆိုကလေးအစားအစာများဖြစ်စေတင်၏အစားအစာအထုပ်ပိုးသည်တင့်မိသားစုနှင့်အံဝင်ပါမည်။ဈေးဝယ်ချိန်တွင်ကုံစုံဆိုင်၌အသုံးပြုရန်တင်၏ဝစ်ကတ်ကိုရရှိပါလိမ့်မည်။တင့်ထံတွင်ရှိသောမည်သည့်မေးခွန်းကိုမဆိုကျွန်ုပ်တို့ဖြေကြားပေးပါမည်သို့မှသာပထမဆုံးအကြိမ်ဈေးဝယ်ထွက်ရန်တင်အစဉ်သင့်ဖြစ်နေမည်ဖြစ်သည်။ထို့ပြင်တင်အကူအညီလိုချင်ပါကတင်နှင့်အတူသွားရန်ဝစ်ဈေးဝယ်အကူတဦးကိုကျွန်ုပ်တို့ရှာပေးနိုင်ပါသည်။တင်ကိုယ်တိုင်နှင့်တင်သားသမီးများအတွက်စောင့်ရှောက်မှုကိုပိုမိုလွယ်ကူအောင်လုပ်ပေးရန်ကျွန်ုပ်တို့ရှိနေပါသည်။ဤပထမဆုံးချိန်းဆိုမှုသည်တင့်မိသားစုနှင့်ဝစ်အကြကောင်းမွန်သောဆက်ဆံရေးရရှိရန်ပထမဆုံးခြေလှမ်းဖြစ်သည်။